လွတ်ချတတ်ဖို့သင်ယူပါပျော်ရွှင်မှုကိုလိုချင်ရင်လွတ်ချတတ်ဖို့သင်ယူရမယ်ပြန်ပြင်းလို့မရတော့တဲ့အတိတ်တွေအချိန်တွေကိုယူချုံမရဖြစ်နေမဲ့အစားသင်ခန်းစာအဖြစ်ပဲယူပါကိုမရှိတဲ့အစဉ်ပြေတဲ့သူတွေကိုပေးဆက်နေမဲ့အစားကိုပြန်ရှာဖွေကြည့်ပါမကောင်းမှန်းသိတာနဲ့ဆက်နေဖို့မိကုန်းတွေမထုတ်ပါနဲ့မှုအုံလှုပ်ဖို့ကြိုးစားပါတရက်ပြီးတရက်ကုံဆုံးလာပြီးဘလောက်ထိနေရမလဲမသိတဲ့ဘဝမှာကိုယ့်အချိန်ကိုမဖြုံးဖြစ်ပါနဲ့အချိန်ကြာလာတဲ့နဲ့အမျှကိုယ့်တန်ဖိုးကိုမသိတော့ပဲနေသားကျသွားပါလိမ့်မယ်တကယ်တော့ဒီထက်သာတဲ့အရာတွေနဲ့ထိုက်တန်ပြီးသားပါလွတ်ချတဲ့အရာတွေထဲမှာလူတွေအတွေးတွေအလောက်အကိုင်းနဲ့ဆုံးဖြတ်ချက်တွေပါပါတယ်အနာဂတ်မှာနောက်ပြန်သွားမှာမဟုတ်ပါရှေ့ကိုဆက်တိုးပြီးအခုထက်ပိုကောင်းတဲ့အရာတွေလူတွေနဲ့တွေ့သင့်ပါတယ်ဆွနှုတ်ဖို့စူးစမ်းတဲ့အခါမှာမလုံနိုင်လောက်ဘူးထင်ထားပေမဲ့စိတ်မပူပါနဲ့အဆင်ပြေသွားမှာပါဒီလိုလေးလံတဲ့စိတ်တွေအတွေးတွေမရှိတော့တဲ့အခါပျော်ရွှင်နေတဲ့ကိုပြန်တွေ့ရမှာပါ